ရက်ပိုင်းအိမ်ချမြေလောကမှာစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့ပြည်တွင်းများအခုဦးစီးဌာနရဲ့အတိပေးကြီးညာချက်အသစ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာဝေကိုအိမ်ချမြေမှာပဲအဓိကရင်းနှီးမြှုပ်နှံထားတဲ့မိတ်ဆွေတော်တော်များဆွေးနွေးကြီးနဲ့ကျွန်တော်ကိုလာပြီးမိကြတယ်ဗျ9လပိုင်း1ရက်နေ့2026နှစ်စပြီးတော့အယောင်းဝယ်ပြုလုပ်မယ်ဆိုရင်ရောင်းတဲ့သူရောဝယ်တဲ့သူရောပါအခုကင်းရှင်းကြောင်းထောက်ခံချက်ပါမှအမည်ပေါက်ပြောင်းခွင့်မဟုတ်နေစာချုပ်ချုပ်ခွင့်ရတော့မယ်ဆိုတော့အိမ်ချမြေဈေးကွက်ကြီးကျတော့မလားဈေးတွေရောထိုးကြတော့မလားဆိုပြီးတော့စိုးရင်ကြတာပေါ့နော်ဒီကိစ္စကဈေးကွက်တစ်ခုလုံးကိုအကြီးကျယ်ရိုက်ခတ်နေတဲ့အကြောင်းလေးကြီးဖြစ်နေလို့ကျွန်တော်တဦးတည်းရဲ့အမြင်ကိုအခုချက်ချင်းကောက်ချက်မချချင်သေးပါဘူးဗျကျွန်တော်အများကြီးလေ့လာချင်သေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တနိုင်ငံလုံးကအတွေ့အကြုံရင်းနဲ့အိမ်ချမြေဆရာကြီးတွေနဲ့ဈေးကွက်ကိုစောင့်ကြည့်နေတဲ့လုပ်ငန်းရှင်တွေနဲ့ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ဒီအခြေအနေကိုရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်လဲဆိုပြီးတော့သုံးသပ်မိကြလဲဗျအယောင်းဝယ်တွေတကယ်ပဲရပ်တန့်သွားနိုင်လားဈေးကွက်ထဲမှာဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာနိုင်လဲဝယ်သူရောင်းသူတွေအနေနဲ့ကအခုကလေးကဘာတွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားသင့်ပြီလဲဆိုရင်စင်းနဲ့လာပြီးတော့မိကြတဲ့ customer တွေအတွက်ကောဒီလောကမှာကျင်လည်နေတဲ့ interview အကျိုးဆောင်တွေနဲ့ရင်းနှီးမြှုပ်နှံတဲ့သူတွေအကုန်လုံးအတွက်ကိုအကျိုးရှိအောင်လို့တကယ်သိချင်တဲ့သဘောမျိုးနဲ့ဖိတ်ခေါ်မေးမြန်းတာပါခင်ဗျဆရာတို့ရဲ့အတွေ့အကြုံအမြင်နဲ့ဖြစ်လာနိုင်ခြေတွေကိုအချိန်လေးနည်းနည်းလေးပေးပြီးတော့ကွန်မန့်မှာလာပြီးတော့ဝင်ရောက်ဆွေးနွေးပြီးဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျ